ယရဏမြတ်သုံးပါးကိုရှိဖို့ပူဇော်ရခြင်းဖြင့်ရရှိလာနိုင်တဲ့အကျိုးတရားတွေများစွာရှိပါတယ်။အဲ့ဒီအကျိုးတရားတွေကဘာတွေလဲဆိုတော့ဗုဒ္ဓသာဘုဇံမာဒေဇဝဝန္တောဓမ္မသာဘုဇံမာပညာဝန္တောသံဃသာဘုဇံမာဘောဂဝန္တောယရဏတဘုဇာယိတံဖလံဗုဒ္ဓသာမြတ်စွာဘုရားဘုဇံအာမိတာဘုဇာဓမ္မဘုဇာတို့ဖြင့်ပူဇော်ခြင်းသည်မဟာနိသဝန္တောကြီးကျယ်မြတ်မြတ်သောတကုအာနိသင်နှင့်ပြည့်စုံနိုင်ပါပေဓမ္မသာတရားတော်မြတ်အားဘုဇံရွတ်ဆိုပူဇော်ခြင်းဖြင့်သုံးလိုက်နာခြင်းဖြင့်ပူဇော်ခြင်းတို့သည်မဟာပညာဝန္တောကြီးကျယ်မြတ်မြတ်သောလောကီပညာလောကုတ္တရာပညာတို့နှင့်ပြည့်စုံနိုင်ပါပေသံဃာပရမတ္ထသံဃာနှင့်တကွသမုဒိသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဘုဇံရှိခိုးပူဇော်ခြင်းပစ္စည်းဝတ္ထုတို့ဖြင့်ပူဇော်ခြင်းသည်မဟာဘောဂဝန္တောကြီးကျယ်မြတ်မြတ်သောစည်းစိမ်ဥစ္စာတို့နှင့်ပြည့်စုံနိုင်ပါပေဣဒံဤသည်သောနေကယရဏတဘုရားတရားသံဃာယရဏမြတ်သုံးပါးအပေါင်းအားဘုရားရမူသောဉာဏ်မျိုးမျိုးဤဖလံအကျိုးတရားတို့စင်စစ်ဧကံဖြစ်ပါတော့တည်းအဲ့တော့ဗုဒ္ဓသာဘုဇံမာတေဇဝန္တောဆိုတာကဗုဒ္ဓရှင်တော်မြတ်စွာဘုရားကိုပူဇော်မယ်ရှိခိုးမယ်ဆိုလို့ရှိရင်တော့ပြင်မှာတေဇဝန္တောကြီးကျယ်မြတ်မြတ်တဲ့တကုအာနိသင်နဲ့ပြည့်စုံနိုင်ပါပေတယ်တကုကြီးစေတယ်တဲ့ဘုရားဘုရားကိုပူဇော်ရင်ဓမ္မသာဘုဇံမာပညာဝန္တောမြတ်စွာဘုရားဟောပေါ်ညွှန်ကြားတဲ့တရားဓမ္မတွေကိုလိုက်နာကျင့်သုံးကြမယ်ဆိုရင်မဟာပညာဝန္တောကြီးကျယ်တဲ့ဉာဏ်လေးနဲ့တန္တရာတခွင်ကိုဉာဏ်လေးတွေနဲ့ထွင်ဖောင်းမြင်နိုင်စွမ်းရှိပြီးတော့နိဗ္ဗာန်တိကိုရောက်စေနိုင်တယ်ဉာဏ်မြင်နေမြင်စေတယ်ဉာဏ်မြင်နေရှိစေတယ်တက္ကသဘုဇံမာဘောဂဝန္တောဆိုတာကသံဃာကိုပူဇော်ရှိခိုးတော်မယ်ဆိုလို့ရှိရင်တော့ဖြင့်ကြီးကျယ်သောစည်းစိမ်ဥစ္စာယရဏတွေနဲ့ပြည့်စုံနိုင်ပါပေတယ်ရဲ့လို့ယရဏမြတ်သုံးပါးရဲ့အကျိုးတရားတွေဟာအလွန်မတန်မှကိုကြီးမြတ်ပါပေတယ်